ရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ10မျိုးရှိတယ်။ဘာကြောင့်ငရေနှုတ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကိုမြတ်စွာဘုရားကရှင်းပြတယ်။အထခောအာနန္ဒဟေတုမဟာတောဘူမိသလတ္တပါတုဘာဝယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်း10မျိုးရှိတယ်။အဲ့ဒီအကြောင်း10မျိုးတွေကတစ်မျိုးမျိုးကြောင့်လှုပ်နိုင်တယ်။အကြောင်း10မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါသဘာဝအကြောင်းတစ်ခုကိုရှင်းဥစွာရှင်းပြတယ်။သဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကမ္ဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်းဥစွာမြတ်စွာဘုရားရှင်းပြတယ်။အယံမဟာပထဝီဥဒကေပဋိဋ္ဌိတာဟောဒီကမ္ဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်။ကမ္ဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်